workout မလုပ်တဲ့အချိန်9ချိန်ကိုလိုတိုရှင်းလေးရှင်းပြပေးပါမယ်ကျွန်တော်ကိုနိုင်ဦးပါဝိချာကျင်သူပညာစာအုပ်ကိုရေးသားထုတ်ဝေသူဖြစ်လို့လူပေါင်းများစွာကို online ကနေ body transformation လုပ်ပေးနေနည်းပြတယောက်ပါပထမဆုံးတစ်ချက်ဒီကျွန်တော်တို့ခေါင်းကိုက်နေတဲ့အချိန်အဲ့ဒီဟာကကျွန်တော်တို့ခန္ဓာကိုယ်မှာရေတက်ညော့နေနေတာဖြစ်နိုင်တယ်ဒါမှမဟုတ်တွေးတိုးနေတာဖြစ်နိုင်အဲ့ဒီအချိန်မှာ workout မလုပ်သင့်ဒုတိယတစ်ချိန်ဒီခန္ဓာကိုယ်မှာ injury တစ်ခုခုဖြစ်ထားတဲ့အချိန်ခြေထောက်ခောက်ထားတယ်လဲထားတယ်ဆိုတော့အဲ့ဒီမှာ injury လေးဖြစ်နေသူ့ healing process တွေစွမ်းအင်ကိုအသုံးပြုရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကခန္ဓာကိုယ်အပေါ်ပိုင်းလေ့ကျင့်ခန်းလုပ်လို့ရတာပဲကွာဆိုလေ့ကျင့်ခန်းတက်လို့ရင်တနေ့တာကျွန်တော်စားတဲ့ energy ကပုံမှန်သွားနေတာအဲ့ဒီကစွမ်းအင်ကိုယူပြီးဒီမှာ healing လုပ်ရမယ်ဟာကိုကျွန်တော်တို့ကဒီဘက်မှာ workout မှာခွဲပေးလိုက်တဲ့အတွက် recovery ဖြစ်တဲ့ process ဒီ3ရက်နေရာမှာ6ရက်ကြာသွားတတ်တယ်နောက်တစ်ချက်လူအများစုမှားတတ်ကြတဲ့နံပါတ်3ချက်ကဖျားကျင်လို့ဖြစ်နေအိမ်မိနှာစီးဖြစ်လေ့ကျင့်ခန်းလေးလုံးလိုက်ကောင်းမယ်လို့ထင်တယ်အဲ့ဒီဟာပိုပြီးနာတာရှည်သွားစေတယ် fully recover ဖြစ်တဲ့အချိန်ကြီးစောင့်ပြီးတော့မှ workout လုပ်သင့်ပါတယ်နံပါတ်4ကကျွန်တော်အေးမွားတဲ့အချိန် focus မလုပ်နိုင်ဘူးအခက်မသိ injury ဖြစ်နိုင်တယ်နံပါတ်5 alcohol တောက်ထားတယ်ဆိုတဲ့အချိန်အဲ့ဒီအချိန်လေးအားလုံးကိုကျွန်တော်တို့ရှောင်ကျဉ်သင့်ပါတယ်ပြင်းထန်တဲ့ workout တွေမလုပ်သင့်ဘူးဒါပေမဲ့ light activity ဖြစ်တဲ့လမ်းလျှောက်တာနေရာမျိုးခက်သွက်ပြေးတာလေးပေါ့ပါ workout ပေါ့ပါ activity လေးတွေလုပ်လို့ရပါတယ်ဒါလို့ဆိုရင်တွေးတာတစ်ခုရမယ်လို့ထင်ပါတယ်